ကျွန်တော်အမြင်ဆုံးနဲ့အသေးရစရာအကောင်းဆုံးရိုလာကိုစတာကိုစီးကျင်ခဲ့တာဒါပေမဲ့ဝန်ထမ်းတွေကကျွန်တော်အရာကတမတ်ချမပြေလို့ဆိုပြီးတားခဲ့ကြတယ်သူတို့ကတခြားကစားနည်းတွေကိုစမ်းကြည့်ဖို့အကြံပေးပေမဲ့ကျွန်တော်ကတော့လက်မလျှော့ချင်ခဲ့ဘူးဒါနဲ့ကျွန်တော်ကတစ်ကလောက်ဦးထုတ်အရှိကြီးဆောင်ပြီးပြန်လာခဲ့ပေမဲ့ဝန်ထမ်းတွေကတော့မလေးစားနိုင်ခဲ့ပဲပေးမဝင်ခဲ့ကြပြန်ဘူးအဲ့ဒါနဲ့ကျွန်တော်ကအရက်မီဟိုအတွက်ပြောင်းဖူးပေါက်ဘူးနေဘူးကိုခြေထောက်မှာချီပြီးအပေါ်ကနေမတ်တရကြည့်ခဲ့တယ်ဒါပေမဲ့ခြေလမ်းအနေငယ်လမ်းပြီးတာနဲ့ဘူးတွေကကျွန်တော်အလေးချိန်ကြောင့်ပြိုးလဲသွားခဲ့တယ်စိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့တော့လေကားကအစိမ်းမှချော်လဲပြီးနောက်ဆုံးထင်တဲ့ခေါင်းကိုဆောင်ပြီးသွားတယ်ခေါင်းမှာချက်ချင်းပဲဘူးကြီးတစ်ခုထွက်လာခဲ့တယ်ကျွန်တော်ငိုတော့မလို့ပဲဒါပေမဲ့အဲ့ဒီဘူးကြောင့်ကျွန်တော်နည်းနည်းလေးပိုရှည်သွားလာကိုတတိထားမိလိုက်တယ်ချက်ချင်းပဲကျွန်တော်ခေါင်းထဲမှာအကြံကောင်းတစ်ခုရလာတယ်အဲ့ဒီဘူးပိုကြီးထက်ကြီးလာအောင်တွေးသမျှအရာရာနဲ့လိုက်ဆောင်တော့တာပဲဖက်ကမူကင်းထဲကိုတောင်ခေါင်းတိုးပြီးအချိန်တရလောက်အဆက်မပြတ်အရိုက်ခံလိုက်သေးတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်နာကျင်တာကိုမခံစားရတော့ဘူးအဲ့ဒီရိုလာကိုစတာကိုစီးဖို့ပဲတခုတည်းစိတ်ထဲရှိတော့တယ်နောက်ဆုံးရိုလာကိုစတာစီပြန်သွားတဲ့အခါမှာတော့ဝန်ထမ်းတွေကကျွန်တော်ရဲ့ဘူးအကြီးကြီးကိုကြည့်ပြီးကြောက်လန့်တကြားနဲ့မေ့လဲသွားကြတယ်ကျွန်တော်လည်းအခွင့်အရေးကိုအယူပြီးရိုလာကိုစတာပေါ်တက်လိုက်တယ်အစားပိုင်းမှာတော့အားလုံးအဆင်ပြေနေတယ်လို့ပဲဒါပေမဲ့ရိုလာကိုစတာစားရွေးလိုက်တဲ့အခါမှာတော့အရက်အမြင့်ဆုံးကန်တက်ချက်လည်းရှိနေတယ်ဆိုတာကိုတတိထားမိလိုက်တယ်အခုကျွန်တော်ကအဲ့ဒီကန်တက်ချက်တဲ့တိတိတာတာကိုကြော်လွန်နေပြီလေရိုလာကိုစတာကအရှိန်နဲ့ပြေးနေတော့ကျွန်တော်လည်းဘူးအကြီးကြီးကလမ်းကြောင်းတစ်လျှောက်နေရအနက်နဲ့ရိုက်မိနေတော့တာပဲကျွန်တော်တုံခွာသွားတာဘယ်လောက်တောင်ပြင်းထန်တယ်လဲဆိုရင်ရိုလာကိုစတာရပ်သွားတဲ့အချိန်မှာကျွန်တော်တော်တော်လေးမူးနှောင်နေပြီဘူးကလည်းအရင်ကြီးသွားလို့ထိုင်ခွင်ထဲမှာညက်နေပြီးအပြင်ကိုထွက်